ကစားသမားတယောက်ကိုကျွန်တော်တို့ချစ်ပြီဆိုလို့ရှိရင်ဒီကစားသမားကိုကိုယ့်ရဲ့အသင်းအင်ဂျင်နဲ့မြင်နေရမှကျွန်တော်တို့ချစ်တယ်လို့မခေါ်ဘူးဗျဒါကချစ်ချင်းမြတ်တာနဲ့ပတ်သက်ရင်လူအများစုရဲ့အဲ့လိုကိုယ့်အတ္တကိုကိုပြန်ချစ်တတ်တဲ့အယူလွဲမှားမှုတစ်ခုပေါ့နော်ကျွန်တော်တို့ဒီအဲ့လိုဘယ်ရအောင်ဆိုကျွန်တော်တို့ချစ်တဲ့အရာတွေကိုကျွန်တော်တို့ပိုင်ဆိုင်နေကြတယ်ကျွန်တော်တို့နားမှာပဲထားနေကြတယ်ဒါကအတ္တဗျယောဂရနဲ့ Everett ကိုအလဲထက်လုံးမဲ့ကိစ္စမှာ fan တော်များများကမကြည်မနှက်ဖြစ်နေကြတယ်ဗျဒါကိုကျွန်တော်အမြင်နဲ့ကျွန်တော်ရဲ့အတွေးလေးတွေနောက်ထိအာဆင်နယ်အတွက်အကျိုးသက်ရောက်မှုရှိတဲ့အလဲထက်ဖြစ်နိုင်လဲဆိုတာကိုရှင်းပြပေးပါမယ်ခင်ဗျအားလုံးပဲမင်္ဂလာပါ Let me talk channel ကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော်အရှိမ Manchester United နဲ့ Chelsea တို့ကိုလာမယ့်နှစ်ရာသီအတွက်ခေါ်နေတဲ့လူတွေနဲ့သူတို့လှုပ်လာနိုင်တဲ့ကစားပုံပြောင်းလဲတွေကိုကျွန်တော်သုံးသပ်ပေးခဲ့တဲ့အစီအစဉ်တွေကမှအာဆင်နယ်အသင်းရဲ့အလှည့်ကျလာတာဖြစ်ပါတယ်အာဆင်နယ်အသင်းတော့ကတော့ဗျာအရန်ကြီးကျွန်တော်တို့အခုချိန်မှာလာမယ့်ရာသီအတွက်play style နေနီးစနစ်ပိုင်းတွေထက်လောလောဆယ်အပြောင်းရွှေ့ကာလမှာလုံနေတဲ့ပုံစံတွေကိုပဲကျွန်တော်အရင်သုံးသပ်ချင်ပါတယ်အဓိကကတော့အာတီတာဒီသူလိုချင်တဲ့ပုံစံပေါ့နော်သူကစားချင်တဲ့ပုံစံကိုဒီနှစ်မှာအကောင့်ထဲပေါ်ဖို့ကြိုးစားလိုက်မယ်ပြီးခဲ့တဲ့ရာသီတွေမှာပထမပိုင်းကျွန်တော်တို့ဒီဒုတိယ3နှစ်ဆက်ရတဲ့အချိန်တုန်းကအာတီတဲ့အကောင့်ထဲပေါ်ဖို့ကြိုးစားခဲ့တဲ့ပုံစံကိုကျွန်တော်တို့တစ်နှစ်ပဲမြင်ခဲ့ရတယ်မြင်ခဲ့ရတဲ့နှစ်ကတော့ကျွန်တော်တို့ဒီ2024-25ရာသီ24-25-23-24ဗျ2023-24ရာသီမှာဒီ Kai Havertz တို့ဒီ Declan Rice တို့ကိုစဝယ်ပြီးတော့မှအာတီတာကစားခဲ့တဲ့နှစ်ဒူဘိုင်းကပြန်လာပြီးကျွန်တော်တို့တောက်လျှောက်နိုင်ပွဲတွေရပြီမဲ့ Aston Villa ကိုအိမ်ဝင်းမှာရှုံးပြီးတော့ Man City ကို2မှတ်ထဲနဲ့ကပ်ပြီးကျွန်တော်တို့ Champions ဆုဒုတိယနဲ့ပဲကျင်းနေခဲ့ရတယ်အဲ့ဒီရာသီမှာပဲကျွန်တော်တို့ဒီအာတီတာကစားခြင်းနဲ့ကစားပုံကိုမြင်ခဲ့ရတယ်ဒါတော့မှ Thomas Partey ကဒဏ်ရာရနေတာကြောင့်မလို့ကျွန်တော်တို့ဒီတော်တော်များများကိုဗျာအဲ့လို Declan Rice Jorginho ပုံစံဆိုတဲ့ကစားပုံမှာကျွန်တော်တို့တွေ့ခဲ့ရတယ်Declan Rice Jorginhoဆိုပြီးကစားခဲ့ရတယ်ဗျာနောက်တန်းမှာဆိုလို့ရှိရင်လည်းဒီ Julian Timber ကိုဘယ်ထုတ်ထားရတယ်ဗျအခုချိန်မှာတော့နောက်တန်းအနေနဲ့ဆိုရင်လည်းကျွန်တော်ဆလီဘာနာနေတာကလွယ်ရင်နောက်တန်းမှာဘယ်ဘက်ချမ်းမှာဆိုလဲအာတီတာစိတ်ကြိုက် Calafiori နဲ့အသင်းအတွက်အကောင်းဆုံးကြိုးပြနိုင်တဲ့ Hincapié ရှိတယ်ညာဘက်ချမ်းမှာ Timber ပြန်လာပြီးဘန်ဝိုက်ကလည်းထွက်မှာမဟုတ်သေးဘူးဆလီဘာနာနေတဲ့အတွက်ကျွန်တော်နောက်တန်းကလည်းပြည့်နေပြီဗျာကွင်းလယ်မှာသူလုံးဝအဲ့ဒီကစားပုံအတွက်သူ့အတွက်လိုအပ်နေတဲ့ Bruno Guimaraes ကိုရအောင်လိုက်နေတယ်ရဖို့လည်းများတယ်ဗျာကစားသမားနဲ့သဘောတူညီမှုရပြီလို့ရှိရင်ကစားသမားကဘယ်အသင်းမှလက်ခံတာမျိုးမရှိဘူးဒါကအာတီတာတို့နောက်ပိုင်းသွားနေတဲ့ flow အခု Everett ကိစ္စကိုကျွန်တော်အရင်ဆုံးပြောချင်တာက Arsenal fan တော်တော်များများက Peter Yokrat ကိုကျွန်တော်လည်းချစ်တယ်ဗျတကယ်လဲကျွန်တော်တို့အသင်းဒီမနှစ်ကသူရောက်လာတဲ့အတွက်သူ့ရဲ့ပါဝင်ပတ်သက်မှုတွေကြောင့်ကျွန်တော်တို့အသင်း Premier League ဖလာရခဲ့တာမှန်တယ် Champions League မှာလည်း finally တက်ခဲ့တာမှန်တယ်ဒါပေမဲ့အခုချိန်မှာကျွန်တော်တို့အသင်းနောက်တစ်ဆင့်ကိုထပ်တက်ဖို့ရှိတယ် level ထပ်အပ်ရမယ်ခင်ဗျ Peter Yokrat ကိုထောင်မှာထားပြီးအပ်လို့ရတယ်မှန်တယ်ဒါပေမဲ့ Arteta ရဲ့သူကစားခြင်းတဲ့ပုံစံသူအကြိုက်ဆုံးပုံစံက Kai Havertz ကို center forward မှာထားမှာဗျဒီနှစ်မှာ Kai Havertz ကသူ့ရဲ့ main striker ဖြစ်လာမှာ Kai Havertz က main striker ဖြစ်လာတဲ့အလျောက် Peter Yokrat လိုတိုက်စစ်မှုတယောက်ကိုရန်ကုန်မှာထိုင်ထားခိုင်းရမှာကိုကျွန်တော်လည်းမကြိုက်ဘူးကျွန်တော်လည်းမြင်လည်းမမြင်ကြည့်ဘူးဒါကအသင်းထက်ကိုယ့်ရဲ့ခံစားချက်ထက်ကစားသမားပေါ်ကိုကျွန်တော်ကပို့ပြီးတော့တွေးပေးတာဗျကစားသမားတယောက်ကိုကျွန်တော်တို့ချစ်ပြီဆိုလို့ရှိရင်ဒီကစားသမားကိုကိုယ့်ရဲ့အသင်းအင်ဂျင်နဲ့မြင်နေရမှကျွန်တော်တို့ချစ်တယ်လို့မခေါ်ဘူးဗျဒါကချစ်ချင်းမြတ်တာနဲ့ပတ်သက်ရင်လူအများစုရဲ့အဲ့လိုကိုယ့်အတ္တကိုကိုပြန်ချစ်တတ်တဲ့အယူလွဲမှားမှုတစ်ခုပေါ့နော်ကျွန်တော်တို့ဒီအဲ့လိုဘယ်ရအောင်ဆိုကျွန်တော်တို့ချစ်တဲ့အရာတွေကိုကျွန်တော်တို့ပိုင်ဆိုင်နေကြတယ်ကျွန်တော်တို့နားမှာပဲထားနေကြတယ်ဒါကအတ္တဗျသူ့ကိုတကယ်ချစ်တာမဟုတ်ဘူးပြောရဆိုရင်လည်းကျွန်တော် drama တွေပါလာတယ်လို့ဖြစ်သွားတာနော်တကယ်အဲ့ဒါအမှန်တိုင်းပြောတာဗျချစ်တယ်ဆိုတာကဗျဘေးနားမှာထားတာမှချစ်တာလို့မခေါ်ဘူးဗျဘယ်နေရာမှာပဲရှိနေကိုချစ်နေလို့ရတယ်ဗျအဓိကသူ့ကိုချစ်တယ်ဆိုတာကိုယ့်ရဲ့စက်ခံစားချက်ထဲမှာကိုယ့်ရင်ထဲမှာအများနဲ့အမှတ်ရနေဖို့သိတော့လားနာရူတိုပြောခဲ့သလိုမျိုးဒါကျွန်တော်ဗီဒီယိုကြည့်နေတဲ့ထဲမှာ anime fan တွေရှိမယ်ဆိုရင်လည်းနာရူတိုပြောခဲ့တဲ့စကားမှတ်မိပါဗောနော်တကယ်တော့သူကိုချစ်တဲ့လူတွေကိုအများနဲ့အမှတ်ရနေမှဒါတကယ်ချစ်တယ်လို့ခေါ်တာဗျာသိတော့လား Obido လိုမျိုးအဲ့လိုကြက်မပြည့်တဲ့ plan ကြီးလုပ်ပြီးမှချစ်တယ်လို့မခေါ်ဘူးဗျ Obido fan တွေမဆဲကြပါနဲ့ Okay ဘလုံးဘက်ပြန်လှည့်ရအောင်ဒါက Yokrat နဲ့ပတ်သက်ပြီးကျွန်တော်ပြောချင်တာကျွန်တော်တို့ဒီ Yokrat ကိုချစ်တယ်ဒီတော့ကိုချစ်တယ်ဆိုပြီးကိုဘေးနားမှာဗျာနေချင်လားမသိမနေချင်လားမသိသူ့အတွက်အဆင်ပြေလားမသိမပြေလားမသိကိုစိတ်ဆန္ဒအဆင်ပြေဖို့အတွက်ကိုစိတ်ကျင်တတ်ဖို့အတွက်တစ်ခုတည်းနဲ့ကိုအတ္တတစ်ခုတည်းအတွက်နဲ့ဆွဲထားလို့မရဘူးသိတော့လားငါတို့အသင်းမှာ Yokrat ကိုငါတို့ကချစ်တယ်အဲ့တော့မပေးသွားဘူးဆိုပြီးတော့အရန်ကုန်ထိုင်ခိုင်းထားမယ်ဆိုရင် Yokrat ရဲ့ prime time ဗျာလက်ရှိမှာ Yokrat က prime time အသက်အရွယ်ရရောခြေစွမ်းရရောဒီလို player တယောက်ကိုရန်ကုန်မှာထားပြီးငိုင်းနေတာကိုကျွန်တော်တို့မမြင်ချင်ဘူးဗျာဒါချစ်ချင်းမြတ်တာလို့မခေါ်ပါဘူးဒါအတ္တပါအာဆင်နယ်ပရိသတ်တွေကိုယ့်အတ္တကိုချစ်တာလားကစားသမားကိုတကယ်ချစ်တာလားဆိုတဲ့အတွေ့အလေးပြန်တွေးကြပါခင်ဗျဒါကအပြင်မှာလူနေမှုလောကမှာလည်းအပြဿနာအရန်ဖြစ်လိရှိကြတယ်ချစ်ချင်းမြတ်တာကိုအယူလွဲမှားကြတာဗောနော်ချစ်ပြီဆိုလို့ရှိရင်ကိုယ်ပိုင်ဆိုင်အားမှချစ်တယ်ဆိုတဲ့ခံစားချက်တွေနဲ့ကိုယ်နားမှာဆွဲထားခြင်းကြတယ်မဟုတ်ဘူးဗျကျွန်တော်ဆိုလဲကျွန်တော်ဆိုကြကျွန်တော်ချစ်တဲ့အရာတွေကိုကျွန်တော်နားမှာရှိသည်ဖြစ်စေမရှိသည်ဖြစ်စေကျွန်တော်စိတ်ထဲမှာအမြဲတမ်းရှိနေဖို့အဓိကလိုပဲမြင်တယ်ဒါကမှတကယ်ချစ်တာဗျအဲ့လိုပဲ Peter Yokrat
ကျွန်တော် Trossard Martinelli ဘယ် player ပဲအသင်းကနေထွက်သွားဖို့ရှိကျွန်တော်အကောင်းဆုံးနှုတ်ဆက်မယ်သူတို့ယူခဲ့ပြီးတဲ့အောင်မြင်မှုတွေကိုအမှတ်ရနေမယ်သူတို့အကြောင်းကိုအမြဲတမ်းလိုက်ကြည့်နေမယ်သူတို့နဲ့ပတ်သက်တဲ့သတင်းတွေကိုကြည့်ပြီးတော့ PT ဖြစ်မယ်ဒါကမှချင်းမြတ်တာအစစ် Victor Gyokeres Atletico ရောက်သွားရင် long striker အနေနဲ့ကစားရမှာဗျာဒီမှာထပ်ပို့ပြီးတော့ goal တွေသွင်းလာမယ်သူ့ရဲ့ prime ခြေစွမ်းမျိုးကိုပြန်ပြီးတော့အဖက်ဆယ်နိုင်မယ်လက်ရှိမှာ Arsenal နဲ့အတူသူလိုချင်တဲ့သူ့အတွက် Premier League ဖလားနဲ့ထွက်သွားရမှာဗျာဘယ်လောက်ထိဂုဏ်ရှိလဲတကယ်လို့ပြန်နောက်ရသည်ကာယာဘက်ကိုတက်ကစားတဲ့အချိန်သူရန်ကုန်ထိုင်နေရရင်သူ့ရဲ့တန်ချင်းနှိမ့်ကြအောင်မယ်သူ့တန်ဖိုးနှိမ့်ကြအောင်မယ်လက်ရွေးစင်မှာကစားရမယ်နေရာတစ်ခုတော့ပါချင်းချောက်လာနိုင်တယ်ဒါတွေကိုကျွန်တော်တို့ပြန်ကြည့်ရမယ်နောက်နှစ်မှာ Victor Gyokeres ကို Arsenal ကတဲဆော့မှာမဟုတ်ဘူးဒါကိုကျွန်တော်ကောင်းကောင်းသိနေတယ်အာတီတာကနောက်နှစ်ကစားမဲ့ကစားပုံအရကာယာဘက်ကိုတဲမှာJulian Everett ကိုဘာကြောင့်လိုချင်နေလဲဆိုတော့ကာယာဘက်ကိုတဲထားတဲ့တိုက်စစ်မှာလိုအပ်လို့သိတော့လားကာယာဘက်နေရာမှာအစားထိုးရမယ့်တိုက်စစ်မှုလိုလာရင်ကျွန်တော်တို့ဒီ Julian Everett က center forward ဖြစ်ကစားနိုင်တယ်အဲ့လိုမဟုတ်ဘဲနဲ့ကာယာဘက်နဲ့အဆင်ပြေရင် Julian Everett ကဘယ်တောင်မှထွက်ကစားနိုင်တယ်ဒီလိုမျိုးနှစ်နေရာရတဲ့ Vaseline player ကို Arteta ဘယ်လောက်ထိကြိုက်လဲဆိုတော့လူတိုင်းသိတယ်ဒါကြောင့်မို့လဲ Crystal Zolit လိုမျိုးကျွန်တော်တို့ဒီ Amprodan ကောင်းပြီးတော့ဈေးနှုန်းသက်သက်နဲ့ရန်ကုန်မှာ AC ထိုင်ပြီး AC ကစားပြီးအကျိုးပြုပေးနိုင်မယ့် player ကိုအရင်ရအောင်ဝယ်လိုက်တယ်ဒါကကျွန်တော်တို့အသင်းလုံးနေကြပုံစံကိုအသင်းရဲ့ပြည်သက်တွေရောထူးသဖြင့် fan page တွေပေါ့နော်ဒီ Victor Gyokeres နဲ့ပတ်သက်ပြီးအရန်လောင်နေတဲ့ fan page တွေကိုတော့ကျွန်တော်ပြောချင်တာကကိုမချစ်ပါနဲ့ဗျာကစားသမားကိုချစ်တယ်ဆိုကစားသမားရဲ့ကောင်းမဲ့လမ်းဟိုကြည့်ပေးပါအခုနောက်တစ်ခါရှိသေးတယ် Martinelli ပြည်သက်တွေက Martinelli ကိုချစ်ကြတယ်အရင် Martinelli ဆိုတဲ့ကောင်ကလည်းတကယ်ချစ်မွေးသူဘာလို့ချစ်ဖို့ကောင်းနေတာအဲ့ကောင်ကအဲ့တော့မထွက်စေချင်ကြအောင်အသင်းရဲ့အင်ဂျင်နဲ့ပဲမြင်ချင်တယ်မရဘူးဗျ Martinelli ရဲ့အသက်က25လုံးဝ prime ရောက်ရမယ်အခြေအနေဒီအခြေအနေမှာဒါသူနဲ့ live ဖတ်တဲ့ကစားပုံမျိုးကစားနေတဲ့အသင်းမှာကစားရမယ်ဆိုရင် Martinelli ကလမ်းပြန်ထွက်နေမှာဒါပေမဲ့ Arsenal မှာအရန်ကုန်ထိုင်ပြီးတော့လိုရတဲ့ချိန်ကျမှအကူထသွင်းတာကိုပဲကျွန်တော်တို့ကကိုအတ္တအတွက်ကိုအသင်းအကျိုးရှိဖို့အတွက်နဲ့ကိုပျော်ဖို့အတွက်ကိုပဲလုပ်လို့မရအောင်ဒါတော့မှနော်ချစ်ပါတယ်ဆိုတဲ့လူတွေပဲချစ်ပါတယ်ဆိုတဲ့ fan page တွေပဲ Martinelli လွဲလို့ရှိရင်ပိုးဆိုးပတ်ဆက်ပြောပြီးတော့ခေါင်းငုပ်ပြေးလို့ရောင်းလိုက်ပါတော့ကွာလို့ဆိုပြီးအမျိုးမျိုးထားអော်တာကျွန်တော်ဘယ်တော့မှကျွန်တော်အသင်းက player တွေကိုအပြစ်ပြောလို့မရှိဘူးဘာလို့လဲဆိုရင် player တိုင်းကဒီအသင်းကနေ professional ဆန်ဆန်လာလာယူရတာဖြစ်တဲ့အတွက်သူတို့မှရှိသမျှအစွမ်းကိုအကောင်းဆုံးညှစ်ထုတ်ပြီးကစားနေတာပွဲကြည့်ပရိသတ်တယောက်အနေနဲ့ဗျာ Arsenal ရှုံးသွားလို့ဘာမှကျွန်တော်တို့ဆုံးရှုံးမှုမရှိဘူးခန်းစားချက်ပဲဖြစ်တယ်အဲ့လိုအခြေအနေမှာတော့ကျွန်တော်တို့ကနိုင်ကျင်နေတာဗျာတကယ်တမ်းကွင်းထဲမှာဝင်ကစားနေတဲ့ player တွေကဘယ်တော့နိုင်ကျင်မလဲဆိုတော့ကျွန်တော်တို့ကတွေးရမယ်ပြီးတော့ Arsenal ကိုရောက်လာတဲ့ player တိုင်းကတကယ်ခန်းစားချက်နဲ့ရောက်လာတဲ့ player တွေပဲဒါကိုကျွန်တော်တို့မြင်ရမယ်အခု Victor Gyokeres ကိစ္စမှာတကယ်လို့သာ Victor Gyokeres က no boss ကျွန်တော်မသွားချင်ဘူးကျွန်တော် Arsenal မှာပဲတိုက်ပွဲဝင်မလို့တခွန်းပြောလိုက်ကြည့်အာတီတာချက်ချင်းအဲ့ဒီအပြောင်းအရွှေ့ကိုဖျက်လိုက်မယ်ကျွန်တော်တို့ Julian Everett ကိုပတ်စံနဲ့ရအောင်ဝယ်လိုက်မယ်ဘာလို့လဲဆိုရင် Victor Gyokeres ကို Arsenal ကနေအာတီတာထုတ်ချင်တာမဟုတ်ဘူး Atletico ကညစ်နေတာ Atletico ဒီ Everett ထွက်သွားတာနဲ့ Victor Gyokeres ကိုပြန်ရမှသူတို့အတွက်ကျင်းနေမယ်ပြောမယ်ဆိုဗျာဒီတိုင်းမရောက်နိုင်အောင်လိုချင် Victor Gyokeres နဲ့ပေးဘာလို့ဆိုတော့ Victor Gyokeres ကသူတို့တိုက်စစ်မှာဘယ်လောက်ထိအဆင်ပြေမလဲဘယ်လောက်ထိဂိုးသွင်းနိုင်မလဲဆိုတော့ Simoni ကောင်းကောင်းသိတယ်သူ့လိုမျိုးဗျာ Victor Gyokeres လိုမျိုးသိတော့လားလုံးဝ strong ဖြစ်တယ်ဗျာ long striker အနေနဲ့ကစားရမယ်ဆိုရင် Sporting Lisbon မှာပြသခဲ့တဲ့ခြေစွမ်းတွေဒါကိုဒီကို Simoni မပြောတယ်ဗျာကျွန်တော်တော့ကြိုက်တယ်အဲ့ဒါကြီးဒါပေမဲ့ Arsenal ကအဲ့လိုကစားနေတာမဟုတ်ဘူးဗျာတိလား Arsenal ကဒီ low block mid block ဆော့တဲ့ခန်းစစ်ပိတ်ဆော့တဲ့အသင်းတွေကိုဖြိုခွဲရမှာအဲ့ဒီအချိန်မှာ Victor Gyokeres အတွက်လုံလောက်တဲ့ space မရှိဘူးဗျာဒါအောင်မနစ်ကလည်းကျွန်တော်မြင်ရတယ်ဒါတော့ Victor Gyokeres အရန်ကောင်းလို့သွင်းကို20ကျော်ရတာနော်ကျွန်တော် Victor Gyokeres ကိုမကြိုက်တာမဟုတ်အရန်ကြိုက်တယ်သူနဲ့ live ဖက်မဲ့အသင်းမှာဆိုပိုတော်ကြိုက်အောင်ပါ Arsenal ရဲ့ကစားပုံရ Victor Gyokeres ဒါမနစ်ကတော်တော်လေးကိုကောင်းတဲ့ performance ပြခဲ့လို့ကို20ကျော်ရတာသူ့နေရာမှာတခြားလူဆိုရင်ရဖို့မလွယ်ဘူးဘာလို့ဆိုတော့ကိုယ့်ရဲ့ပင်ကိုကစားပုံကြီးကိုဖျက်ဆီးလိုက်ရပြီးတော့မှဗျာအသင်းနဲ့ live ဖက်ညီအောင်ကစားနေရတာအရန်ခက်ခဲတယ်ဗျာအဲ့ဒါ Victor Gyokeres မနစ်က Arsenal မှာအဲ့လိုကစားပေးသွားတာဗျာ तू ပြောရမယ်ဆိုရင် Fernando Torres Liverpool ကနေ Chelsea ကိုရောက်တော့ဖြစ်သွားတဲ့ဖြစ်ပျက်မျိုးကိုကျွန်တော်ပြန်ပြောပြချင်တယ်ဗျာ Arsenal fan တွေတေချာလေးနားထောင်ပြီးပါနော် Victor Gyokeres ကိစ္စမှာ Fernando Torres Liverpool ကအရန်ကောင်းတယ်ဘာလို့လဲဆိုရင် Liverpool တိုက်စစ်မှာ Fernando Torres ကို long striker အလွတ်လွတ်ပေးကစားတယ် Torres ရဲ့တိုက်သည်အဲ့လို free roll ဆော့ရရင်စောက်ရန်ကောင်းတဲ့တိုက်စစ်မှု Andre Shevchenko AC Milan မှာအရန်ကောင်းတယ်ဒါပေမဲ့ Chelsea ရောက်လာတဲ့အချိန်မှာ dropper ကိုသူတို့တယောက်မှမကြော်ကြဘူးဘာလို့မကြော်လဲဆိုရင်တိုက်စစ်မှုတယောက်ရဲ့ရတဲ့နေရာကစားရတဲ့နေရာလေးချင်းချင်းလေးရတာ Chelsea အသင်းမှာဒီပြဿနာကို Victor Gyokeres Arsenal မှာအခုကြုံရတယ်ဒါပေမဲ့ तू အကောင်းဆုံးခြေစွမ်းပြနိုင်လို့ Fernando Torres တို့ Shevchenko တို့လိုမျိုးတော့မ flop သွားပဲနဲ့သွင်းကို20ကျော်နဲ့အသင်းကိုကူညီနိုင်ခဲ့တယ်ဒါကိုကျွန်တော်မကြိုက်စရာအကြောင်းမရှိဘူးဒါပေမဲ့ကစားသမားဘက်ကိုပြန်ကြည့်မယ်ဗျာသူ့ရဲ့အကောင်းဆုံးချိန်မှာဒီအသင်းမှာနေရာရလိုက်မရလိုက်ကန်ဟန်ဖက်နောက်ကိုရောက်လိုက်ဝေဖန်ခံလိုက်ဘာလို့မှလဲတကယ်လို့ဒါတခြားအသင်းမှာ तू ကိုယ်တိုင်ကလည်းဟုတ်ပြီငါရဲ့ prime ချိန်မှာငါအကောင်းဆုံးသွင်းကိုတွေထပ်လို့ခြင်းတဲ့အတွက်ဒီအသင်းကိုချစ်တယ်ဒါပေမဲ့ဒီသင်းနဲ့ပြိုင်ဘက်တွေကိုသွားတာမဟုတ်ဘူးသိတော့လားဒီသင်းကိုစိတ်ထဲမှာ once gunner always gunner ဗျာဒါ Arsenal မှာလာကစားတဲ့ player တိုင်းဒီခံစားချက်ကိုရတယ် Victor Gyokeres ကိုကျွန်တော်တို့အများအားချစ်နေမှာပဲ
သူလည်းအသင်းနဲ့ပတ်သက်တာအများနဲ့စိတ်ထဲရှိနေပါပဲပိုဒိုစကီအခုချိန်ဒီအာဆင်နယ်နဲ့ပတ်သက်တာမှန်တယ်ဗျအများနဲ့ပျော်နေတော့အောင်ပွဲခံနေတော့ဒါတွေကိုကျွန်တော်တို့ကြည့်ရမယ်ဗျဗီတာယောဂရက်အက်တလက်တီကိုရောက်သွားလို့ကျွန်တော်တို့ဘာမှမထိခိုက်ဘူးဗီတာယောဂရက်အတွက်အရန်ကောင်းသွားမယ်ဒီလိုပဲသူအာဆင်နယ်မှာဆက်နေခြင်းတယ်ဗျဒီ play နဲ့အာဆင်နယ်ရဲ့ play style နဲ့မှာငါဒီထက်ပိုကောင်းအောင်လုပ်မယ်ဆိုတဲ့ခံစားချက်နဲ့သူကအာတီတာကို boss ကျွန်တော်မသွားဘူးတခွန်းတော့ပြောအာတီတာဒီအပြောင်းအရွှေ့ကိုဖျက်လိုက်မယ်ဒါကိုယုံပါဗျအာတီတာကကစားသမားတွေရဲ့ဆန္ဒကိုအရင်ဦးစားပေးလက်ရှိတဲ့ player နီးပြမျိုးပါကစားသမားတွေဒီလီယန်နိုထရော့ဆက်ကိစ္စအတူတူပဲနော်သူထရော့ဆက်ကိုထုတ်ချင်လို့ထုတ်တာမဟုတ်ထရော့ဆက်ကိုတိုင်းကလည်းအာဆင်နယ်နဲ့တူတူပရီးမီးယားလိလည်းရပြီဘတ်စစ်တက်မှာသူ့အတွက်ပိုပြီးဖိအားနည်းမယ်သူ့အတွက်အတွေ့အကြုံနောက်တစ်ခုပြအဲ့ဒါကြောင့်မလို့သွားတာထရော့ဆက်ကိုတိုင်းကဒါကိုသိပြီးသားထရော့ဆက်ကသာကျွန်တော်ဒီမှာဆက်နေမယ်ပေါ့ဆိုသူဆက်ထားမှာအာဒီတာကအဲ့လိုမျိုးဗျဒီတော့ဒီကိစ္စမှာဗီတာယောဂရက်နဲ့အေဗာရက်အလဲသည်အာဆင်နယ်ဘက်ကလောက်တာမဟုတ်ပါအက်တလက်တီကိုဘက်ကလောက်နေတာအက်တလက်တီကိုကဗီတာယောဂရက်ကိုရရင်သူတို့တင်ဘယ်လောက်ထိဘာဖြစ်လာမလဲဆိုတော့မြင်ထားတယ်ဒီတော့လိုချင်တယ်ဗီတာယောဂရက်ကိုဘာစီလိုနာကတော့စိတ်ဝင်စားတဲ့ဆိုတဲ့အတန်မျိုးထွက်လာတယ်ဒီချိန်မှာအက်တလက်တီကိုကရအောင်ယူလိုက်မယ်ပန်နယ်တွေဗျသူတို့ကလည်းသူတို့ရဲ့အဓိကတိုက်စစ်မှု average ကြီးကိုလက်လွှတ်ရမယ့်အချိန်မှာဗျအဲ့လိုဗီတာယောဂရက်လို player မျိုးတယောက်ကပြန်ရမှာသူတို့အတွက်တန်ပါaverage ကိုရောင်းလိုက်လို့ရလာမယ်ပတ်စံတန်130ဆိုထားအဲ့130ကြီးကင်ပြီးတော့ဆောင်းကောင်းတဲ့တိုက်စစ်မှုတယောက်ထပ်ချဖို့မလွယ်ဘူးဗီတာယောဂရက်ရမယ်ဆိုရင်သူတို့အတွက်အရန်ပြေဆုံးသွားမှာသူတို့ကတော့တောင်းပါပဲသိလားအဲ့ဒါက win-win situation ကျွန်တော်တို့ဘက်ကခံစားရမှာတစ်ခုပဲရှိတယ်ယောဂရက်ရဲ့အောင်ပွဲခံတဲ့ပုံစံကိုအာဆင်နယ်အင်ဂျင်နဲ့မဟုတ်တဲ့တခြားအင်ဂျင်နဲ့မြင်တွေ့ရတော့မှာကျွန်တော်တို့ရဲ့ iconic အောင်ပွဲခံနှစ်ခုကျွန်တော်တို့ဆုံးရှုံးရမယ်ဗျာလီယန်နိုထရော့ဆက်ရဲ့မြန်မာဘလူးလိုအောင်ပွဲခံတာလေးတွေဗီတာယောဂရက်ရဲ့ဘိန်းလိုမျိုးအောင်ပွဲခံတဲ့ပုံစံလေးပေါ့နော်ဒါကိုပဲကျွန်တော်တို့ကခံစားရမယ်တစ်ဖက်ကပြန်ကြည့်ရင်တော့အသင်းအတွက်အများကြီးကြိုးရှိလာမယ်ဗီတာယောဂရက်ကိုရန်ကုန်မှာထားရတဲ့အတွက်ရလာမယ်ဝေဖန်မှုတွေကိုမကြုံရတော့ဘူးဂါဘရီယယ်ဂျေဆုကိုမရောင်းမဲထားလိုက်မယ်ဒါကိုစောင့်ကြည့်ပါဂါဘရီယယ်ဂျေဆုရဲ့ strength ဘိုင်းနဲ့ကြက်ခိုင်မှုဘိုင်းနဲ့ယုံကြည်မှုဘိုင်းဆိုင်ရာတော်တော်လေးပြန်တိုးတက်လာတယ်အာဒီတာသွားနေတဲ့အရွှေ့သည်ကိုင်ဟာဘက်ကိုတည်ဆော့မယ်ကျွန်တော်တို့ဒီဂျူလီယန်အဲဗရက်ကိုဘယ်တောင်မှာထားမယ်လိုအပ်လို့ကိုင်ဟာဘက်တစ်ခုခုဆိုရင်ဂျူလီယန်အဲဗရက်ကိုဆန္ဒ forward တင်မလားဂါဘရီယယ်ဂျေဆုနဲ့ဖြည့်မလားသူအဲ့လိုပုံစံသွားလိုက်မယ်တိုက်စစ်မှုထပ်ခေါ်မှာမဟုတ်ဘူးဗီတာယောဂရက်နဲ့လဲဖြစ်ခဲ့ရင်ပေါ့မလဲဖြစ်ခဲ့လည်းပြဿနာမရှိဘူးဗီတာယောဂရက်နဲ့ကျွန်တော်တို့ဆက်ဆော့နေရအောင်ပါပဲဗီတာယောဂရက်စီကနေအရန်ကိုကောင်းမွန်တဲ့တက်ရောက်မှုတွေနဲ့အသင်းကိုအကျိုးပြုနေအောင်ပါပဲဒါပေမဲ့ဗီတာယောဂရက်တို့ကစပိုတင်မှာလိုမျိုးတွင်းကိုတွေလှိုင်းလှိုင်းသွင်းနေတဲ့တိုက်စစ်မှုတယောက်အနေနဲ့ဥရောပမှာဆက်ပြီးနာမည်ရှိနေမှာမဟုတ်တော့ဘဲနဲ့အာဆင်နယ်အသင်းကိုအကျိုးပြုနေတဲ့တိုက်စစ်မှုတယောက်အနေနဲ့ပဲရှိနေမှာဒါကိုဗီတာယောဂရက်ရဲ့ရွေးချယ်မှုနဲ့ပဲဆိုင်တယ်ဗီတာယောဂရက်ကသာသူမသွားဘူးလို့တခွန်းပြောရင်အာဒီတာသူ့ကိုလုံးဝလှုပ်မှာမဟုတ်ဘူးဒါကိုစိတ်ချပါအသင်းရဲ့ fan page တွေကိုနီးပြရဲ့စိတ်တက်လေးကိုနည်းနည်းပါလေ့လာကြပါအသင်းကစားသမားတွေနဲ့အသင်းပေါ်မှာထားတဲ့ relationship ကိုမြင်အောင်ကြည့်ကြပါပြီးတော့အသင်းရဲ့အားကစား driver အန်ဒရီယာဘာတာကိုသူဘာတွေလောက်တက်လဲသူ့ရဲ့လောက်တဲ့ပုံစံတွေပြီးတော့အသင်းရဲ့ flow အသင်းရဲ့ကစားသမားတယောက်ကိုခေါ်တော့မယ်ဆိုရင်ဘာတွေကြိုပြီးစီစဉ်တက်လဲဆိုတာကိုလေ့လာကြပါဗျစိတ်ထဲထင်တာကြီးကိုပဲအဲ့လို feedback မနေပါနဲ့လောင်မနေပါနဲ့ဒါကတော့အာဆင်နယ်နောက်နှစ်မှာဖြစ်လာမဲ့ကစားပုံတွေဘာတွေဆိုတာထက်အာဆင်နယ်အဓိကတည်နေတာရဲ့အာဆင်နယ်အဓိကလုံနေတဲ့အပြောင်းအရွှေ့ရဲ့ကိုကျွန်တော်သုံးသပ်ပေးသွားခြင်းဖြစ်ပါတယ်အထူးသဖြင့် Everton နဲ့ York ကိစ္စမှာအရန်ကိုစိတ်ထန်ရတွေရပြီး trauma တွေပါဝင်လောက်တဲ့အထိခံစားနေကြတဲ့ Arsenal fan page တွေကိုကျွန်တော်မြင်အောင်ပြောခြင်းတသက်ဖြစ်ပါတယ်ခင်ဗျအားလုံးပဲစိတ်မရှိကြပါနဲ့ကျွန်တော်ကနည်းနည်းစကားပြောတာနည်းနည်းဒေရိုးဆန်တယ်ဗျကျေးဇူးအများကြီးတင်ပါတယ်မှတ်ထားပါနော်ကိုချစ်တဲ့အရာတစ်ခုကိုအနားမှာဆွဲထားရုံနဲ့ချစ်ချောင်းပြတာမဟုတ်ပါဘူးဗျချစ်ချင်းမြတ်တာဆိုတာပိုင်ဆိုင်ရမှမဟုတ်ဘူးဒါကအတ္တကိုချစ်တာကိုခံစားချက်ပျော်ရွှင်မှုအတွက်ငါသူ့ကိုတခြားအင်ဂျင်နဲ့မမြင်ချင်ဘူးကွာဆိုတဲ့ခံစားချက်ကြီးကိုမလိုချင်လို့ဒါပေမဲ့သူဘယ်လိုခံစားနေရလဲဆိုတာကိုသိဖို့လိုတယ်ဗျအဲ့ဒါချစ်ချင်းမြတ်တာအစ်စ်ပါအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ